မင်္ဂလာပါ Thomas Partey ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ပရိသတ်တယောက်ရဲ့ရှူဒေါင်ပရိသတ်တယောက်ရဲ့စိုးရိမ်မှုပရိသတ်တယောက်ရဲ့မျှော်လင့်ချက်ဒါတွေကိုပြောပြသွားခြင်းလို့ပါပြီးခဲ့တဲ့အပတ်လောက်တုန်းကကျွန်တော်တို့နဲ့ပါတီနဲ့လမ်းခွဲရပြီလို့အားလုံးကထင်ခဲ့တယ်ထွက်လာတဲ့သတင်းတွေအရာလဲ Arsenal အသင်းသည်ပါတီကို contract extension လုပ်ဖို့အတွက်လက်လျှော့လိုက်ပြီးအသင်းမှာဆက်ပြီးမထားတော့ဘူးဒီလိုမျိုးသုံးသက်ချက်တွေဒီလိုမျိုးသတင်းတွေထွက်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီကိစ္စသည် U10 ပြန်ချိန်သွားခဲ့တယ်ပါတီကို Arsenal အသင်းကဆက်ပြီးတော့ထားခြင်းနဲ့ကစားသမားကိုယ်တိုင်ကလည်းလန်ဒန်မှာဆက်ပြီးတော့နေခြင်းနဲ့အဲ့ဒီထဲကမှမနီးကဆိုလို့ရှိရင်အင်္ဂလန်မှာဆက်နေရမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ခန်းစားခွင့်မှာရှော့ပြီးတော့ယူသွားမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တို့တွေဖတ်ရတယ်ဒီကိစ္စကကျွန်တော်တို့ Arsenal ပရိသတ်တွေအတွက်အများစုကလည်းနှစ်သက်သဘောကျကြတယ်တချို့ပရိသတ်တွေကတော့စိုးရိမ်စိတ်လေးနည်းနည်းရှိကြတယ်ဒါကလည်းရှေ့မှာကျွန်တော်တို့သိထားရသလောက်ဆိုလို့ရှိရင်ပါတီမှာလူမှုရေးပြဿနာအမှုအခင်းရှိနေတယ်အဲ့ဒီကိစ္စဒီအချိန်မရွေးပြန်ပြီးတော့ပေါ်ပေါက်လာကောင်းပေါ်ပေါက်လာနိုင်တယ်ဒီတော့ထင်မှတ်မထားတဲ့ပြဿနာတခုလည်းကျွန်တော်တို့ Arsenal အသင်းနဲ့ပါတီကြားထဲမှာဖြစ်ကောင်းဖြစ်လာနိုင်တယ်တစ်ဖက်မှာလည်းကစားသမားရဲ့ပြနေတဲ့ခြေစွမ်းကတော်တော်လေးကိုမတ်လောက်စရာကောင်းတယ်ကျွန်တော်ထင်တာမမှားရင်စရောက်ကတည်းကနေအခုချိန်ထိပါတီစီကကြန့်ခိုင်မှုအရာရော performance အရာရော consistent အဖြစ်ဆုံးရာသီလို့ပြောရင်တော့မမှားပါဘူးဒီလိုအခြေအနေမျိုးနဲ့ကစားသမားတယောက်ကိုအသင်းနဲ့လည်းအသားကျနေပြီးသားအနေအထားတယောက်ကိုလက်လွတ်လိုက်ရတယ်ဆိုတာကပရိသတ်တွေအတွက်ရောအသင်းအတွက်ရောတိတ်ပြီးတော့အဆင်ပြေတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးပါတီကိုကျွန်တော်တို့မျှော်လင့်ခဲ့ရတာအများကြီးပဲပါတီရှိရင်နိုင်ကိုနိုင်တယ်ပါတီရှိရင်မရှုံးဘူးဆိုတဲ့ခံစားချက်မျိုးကျွန်တော်တို့မှာရှိတယ်သို့တော့ဆရာသမားအရေးကြီးပြီဆိုလို့ရှိရင်ကောက်ကောက်နာတတ်တဲ့အကျင့်ကလည်းယာတီတော်တော်များများမှာဒီအတိုင်းပဲဖြစ်ခဲ့တာဒါပေမဲ့အခုယာတီမှာတော့အဲ့ဒီလိုမျိုးမဟုတ်ဘဲနဲ့ consistent တော်တော်လေးဖြစ်တယ်တစ်ချိန်တည်းမှာလည်းဒီယာတီကcontract ရဲ့နောက်ဆုံးရာသီဖြစ်နေတယ် Arsenal အသင်းအတွက်ကတော့တော်တော်လေးကိုလောက်ရကန်ရခတ်တဲ့အနေအထားပဲဖြစ်တယ်ဒီနေရာမှာပရိသတ်အများစုသည်ပါတီကိုဆက်ပြီးတော့ထားစေခြင်းကြတယ်ရည်ရွယ်ချက်ကတော့မျိုးစုံပဲပေါ့တချို့သောပရိသတ်အ ਨੇ စုကသာလျှင်ဖြက်လက်စားနဲ့ဖြက်လိုက်တော့ဆိုတဲ့သဘောမျိုးရှိပါတယ်အများစုကတော့ပါတီကိုအသင်းမှာဆက်ရှိနေစေခြင်းနဲ့ကျွန်တော်လည်းပါတယ်အစာပိုင်းသတင်းတွေအရဆိုလို့ရှိရင်တော့အသင်းဘက်ကတစ်နှစ်တက်တန်းတိုးခြင်းနဲ့ကစားသမားက3နှစ်လောက်ဆက်ပြီးတော့လိုချင်တယ်ဒီလိုကိစ္စမျိုးရှိရလို့တော့သိရတယ်ဒါပေမဲ့အဲ့ဒါကနည်းနည်းဟောင်းသွားတဲ့သတင်းဖြစ်သွားပြီအခုနောက်ဆုံးအခြေအနေအရတော့ player နဲ့အသင်းနဲ့ပြန်ပြီးတော့ဆွေးနွေးနေတယ်ကစားသမားဘက်ကလည်းလန်ဒန်မှာဆက်ပြီးနေခြင်းနဲ့ဒီလိုအခြေအနေရှိတယ်ဟုတ်ပြီဒါကတော့အခြေခံကိစ္စတွေပေါ့လေပါတီကိုအသင်းမှာဆက်ရှိနေစေခြင်းတဲ့အကြောင်းပြောတာဆက်ရှိပြီးွားရင်ရောကျွန်တော်တို့ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုဆက်ပြီးသုံးသပ်ကြည့်ရအောင်အပြုသဘောဆောင်တဲ့ကိစ္စတွေကနေကျွန်တော်အရင်ဆုံးစပြီးဆွေးနွေးပါမယ်ပါတီရဲ့ performance ကအလက်ကြီးရှိပါသေးတယ်တော်တော်ကိုကောင်းပါတယ်အဲ့ဒါကြောင့်မို့လို့သူဆက်ရှိနေခြင်းသည်ကျွန်တော်အသင်းအတွက်လုံးဝအကျိုးရုပ်စရာအကြောင်းမရှိဘူးကွင်းထဲမှာပါတီရှိနေတဲ့အချိန်တိုင်းဒီပြိုင်ဘက်ကိုကျွန်တော်တို့ကစိုးမိုးထားနိုင်တဲ့အချိန်ဖြစ်တယ်ဒီတော့အခြေခံအဖြစ်ပါတီသည်အသင်းမှာဆက်ရှိနေဖို့လိုတယ် performance ပိုင်းဆိုင်ရာအဖြစ်အသင်းကိုအထောက်အကူပြုပေးနိုင်တဲ့လူဖြစ်တယ်နောက်တစ်ချက်ကတော့အနာဂတ်ကွင်းလေအထိုင်ကိစ္စပေါ့နော်သတင်းတွေအရတော့မာတင်ဇူဘီမန်ဒီကိစ္စကအလုံးစုံပြီးမြောက်သွားခဲ့ပြီလို့ကျွန်တော်တို့နားလည်ရပါတယ်ဒီလိုအခြေအနေမျိုးမှာဇူဘီမန်ဒီပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်ရောက်လာခြင်းတော့ခြေစွမ်းပြနိုင်ဖို့ခက်တယ်ပြနိုင်တဲ့ဆိုအောင်တော့အကန့်အသတ်ရှိပါတယ်အသင်းကိုရောက်လာတဲ့ကွင်းလေအထိုင်အသစ်ကအသားမကျသေးခင်မှာပေါင်းကုလုပ်ပေးမဲ့ player တယောက်လိုပါတယ်အဲ့ဒီ player ကပါတီပဲပါတီရဲ့ performance နဲ့လက်ရှိအထိုင်မပြတ်အောင်ထိန်းထားပြီးတော့အသစ်ထက်ရောက်လာမဲ့လူကိုလိုအပ်တာတွေ support ပေးရမယ်အဲ့ဒီလိုနဲ့100တီလောက်ကိုအတူတူကစားပေးဝိုင်းနဲ့လူသစ်တွေကအသားကျသွားပြီဆိုတဲ့အချိန်ကြတော့မှပါတီအနေနဲ့တကယ်ကိုမိုက်တဲ့စေးခွတ်ပိုင်လုပ်လိုက်လို့ရှိရင်တော်တော်လေးကောင်းမယ်အဲ့ဒါမျိုးကိုပရိသတ်တွေဘက်ကလိုချင်ကြတယ်တကယ်လက်တွေ့မှာလည်းအဆင်ပြေတဲ့ကိစ္စပါပဲပါတီဘလောက်ကောင်းတယ်ပဲပြောသူ့ရဲ့အသက်အရွယ်အနေအထားအရာအသင်းမှာအကြာကြီးဆက်နေဖို့တော့မဖြစ်နိုင်တော့ဘူးဒီ performance မျိုးကလည်းအမြဲတမ်းရနေမှာမျိုးတော့မဟုတ်ဘူးဒီတော့ယာတီအနေငယ်ဆက်ရှိပြီးတော့ကစားသမားအသစ်နဲ့ဒီကွင်းလက်အထိုင်အသစ်ပေါင်းကူးတဲ့အချိန်မှာသူ့အနေနဲ့အကောင်းဆုံးကူညီပေးသွားနိုင်မှာလိမ့်မယ်ဒါတွေကတော့ပါတီဆက်ရှိနေခြင်းရဲ့ကောင်းတဲ့အချက်ပေါ့လေနောက်တစ်ချက်ကတော့ပရိသတ်ကြိုက်တဲ့ player လည်းဖြစ်တယ်အဓိကကစားသမားအနေနဲ့မဟုတ်ဘူးဆိုလို့ရှိရင်တော့မှကွင်းထဲရောက်လာတာနဲ့ performance ကောင်းကောင်း impact ကောင်းကောင်းပေးနိုင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်ပါတီဆက်ရှိနေခြင်းက Arsenal အသင်းအတွက်အများကြီးအထောက်အကူပြုပါတယ်နည်းနည်းလေးထည့်ပြီးစဉ်းစားရမယ့်အချက်လေးတွေကိုစပြီးသွားရအောင်အဲ့ဒါကတော့ Arsenal အသင်းနဲ့ contract extension တိုးရတဲ့ star player တွေကြားထဲကအကျိုးပေးပဲဖြစ်ပါတယ်ဒီနေရာမှာအဲ့လိုအကျိုးပေးတွေတိုက်ဆိုင်မှုတွေကိုမယုံကြည်တဲ့လူတွေအတွက်ကတော့ကျွန်တော်ပြောတာကရည်စရာဖြစ်ကောင်းဖြစ်နေပါမယ်သို့တော့အချက်လက်အနေနဲ့တော့ကျွန်တော်ထည့်ပြီးပြောပြစီ Mesut Ozil, Aubameyang ဒီလို star player တွေကိုကျွန်တော်တို့လစာအများကြီးပေးပြီးတော့အသင်းမှာဆက်ထားဖို့စီစဉ်ခဲ့ကြတယ် player တွေဘက်ကလည်းဝမ်းမြောက်ဝမ်းသာလက်ခံခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီလိုလုပ်ပြီးပြီဆိုတာနဲ့ကစားသမားရဲ့ performance ဒီ
ထိုးကြသွားပြီးတော့ပြဿနာတစ်ခုမဟုတ်တစ်ခုတက်ပြီးတော့အသင်းကနေထွက်ခွာသွားရတဲ့အစဉ်အလာရှိပါတယ်အခုပါတီကိစ္စမှာလည်းအဲ့ဒီလိုမျိုးဖြစ်ကောင်းဖြစ်မလားဆိုတဲ့ပူပန်မှုတချို့ရှိပါတယ်ပါတီရဲ့စွမ်းဆောင်ရည်ကအရန်ကြီးကိုကောင်းနေတာဗျာအဲ့တော့တချို့ပရိသတ်တွေတချို့ဝေဖန်ရေးသမားတွေကတော့ပြောကြတယ်အခုပါတီကောင်းပုံကောင်းကြီးက contract ပြည့်ကန်ဒီ player တွေညှစ်ပြီးတော့စာချုပ်အသစ်ရအောင်စူးစမ်းတဲ့ပုံစံမျိုးဖြစ်နေတယ်ဆိုပြီးတော့ဝေဖန်ကြတာတွေတော့ရှိပါတယ်သူတို့ပြောတာတွေကိုမှားတယ်မှန်တယ်ဆိုတာတက်ဒီလိုကိစ္စမျိုးတွေရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့တွေနားလည်ထားဖို့တော့လိုပါတယ်အဲ့ဒီတော့စာချုပ်တက်တန်းတိုးလိုက်ပြီးတော့မှကစားသမားရဲ့အရေးအသွေးကရုတ်တရက်ပြောင်းလဲသွားပြီးတော့မတူညီတဲ့ကစားသမားတယောက်ကိုမြင်လိုက်ရတယ်လို့မျိုးဖြစ်သွားတာမျိုးပေါ့လေအဲ့ဒီလိုအခြေအနေမျိုးကိုလည်းတချို့ကစိုးရင်ကြပါတယ်အရင်ကလည်းဖြစ်ခဲ့ပူတာ哦ဒါကတော့ပါတီကိုဆက်ပြီးတော့ extension တိုးဖို့အတွက်စဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်သို့တော်မတူညီတာကတော့အရင် player တွေတုန်းကကျွန်တော်တို့ဘက်ကအသင်းဘက်ကပေါ့နော်ခန်းစားခွင့်တွေပို့တိုးပေးပြီးတော့အသင်းမှာဆက်ရှိဖို့လုပ်ခဲ့ကြတာအခုကတော့ဆက်ရှိခွင့်ရမယ်ဆိုရင်ပါတီဘက်ကတော့ short ယူအောင်မယ်ဆိုတော့မတူညီတဲ့အခြေအနေလေးတော့ရှိပါတယ်နောက်တစ်ချက်ကတော့လူမှုရေးအမှုအခင်းကိစ္စပေါ့လေဒီကိစ္စကအချိန်မရွေးပြန်ပြီးတော့ရိုက်ခတ်လာနိုင်တဲ့ကိစ္စဖြစ်လေတော့တချို့ကတော့အကောင်းဆုံးအရေးသွေးကိုလည်းရရှိပြီးသွားပြီဆိုတော့ကိုလိုချင်တဲ့ 1 year contract လောက်မရဘူးဆိုလို့ရှိရင်အများကြီးညှိမနေတော့ဘဲနဲ့လက်လွတ်ပေးလိုက်ဖို့ဆိုတဲ့အတွေးမျိုးလည်းရှိပါတယ်အဲ့ဒီအမှုကဗျာပါတီရဲ့လို့နာမည်ထွက်တာလည်းမဟုတ်ဘူးဘယ်သူမှလည်းတော့မသိဘူးသို့တော့ကျွန်တော်တို့ပြည်သက်တွေကတော့ကို player များဖြစ်ခဲ့ရင်ဆိုပြီးတော့အရင်ဆုံးစဉ်းစားရတဲ့သဘောရှိတော့ထဲ့တော့တွက်ထားရတာပေါ့အသင်းနဲ့အတူတူဟုတ်နေပြီဆိုတော့မှလူမှုရေးပြဿနာကြီးဒုံနဲ့ပေါ်လာပြီးတော့ player လည်းမကောင်းအသင်းလည်းမကောင်းဖြစ်တဲ့ကိစ္စမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်ဒါတွေလည်းထည့်ပြီးစဉ်းစားရပါတယ်နောက်တစ်ချက်ကတော့ဒဏ်ရာကိစ္စပါပဲပါတီဒီယာဒီမှာထူးထူးခြားခြားကြန့်ခိုင်မှုအရန်ကောင်းနေတယ်ဆိုပေမဲ့သူ့ရဲ့ injury record ကိုပြန်ကြည့်လိုက်လို့ရှိရင်တော့စေးုံအုပ်ကြီးလို့ပြောရတဲ့အဆင့်မှာကိုရှိခဲ့ပါတယ်အရေးကြီးတဲ့အချိန်မှာသူမပါနိုင်တော့လို့ကျွန်တော်တို့အသင်းဒုက္ခရောက်ခဲ့ရတဲ့အချိန်တွေလည်းအများကြီးပါပဲဒီတော့ပါတီကိစ္စဒီကောင်းတာတွေကိုစိုးတာတွေကိုရောနေတဲ့အခြေအနေတရက်မှာတော့ရှိပါတယ်အဲ့တော့အနှစ်ချုပ်လိုက်ကြရအောင်ကျွန်တော်အနေနဲ့ရောပါတီဆက်ရှိနေခြင်းကိုဘယ်လိုမြင်လဲဆိုလို့ရှိရင်တော့ဆက်ရှိစေခြင်းနဲ့ပရိသတ်ထဲမှာတော့ပါတယ်နံပါတ်1ချက်ကတော့ကျွန်တော်ကြိုက်တဲ့ player မို့လို့ပါသူကစားတဲ့ဟန်ကိုကျွန်တော်အရန်သဘောကျတယ်အထူးသဖြင့်ဘောလုံးကိုကင်ထားပြီးတော့ practicing လုပ်နေတဲ့တခြားပြိုင်ဘက် player တွေဘာဆက်လုပ်လို့လောရမှမသိတော့အောင်ကစားတဲ့အပိုင်းမှာပါတီအရန်မိုက်တယ်သူ့ရဲ့ ball direction တွေကလုံးဝမှန်းလို့မရဘူးနောက်တစ်ချက်ကတော့ပေးပို့တာအရန်တက်ရက်တယ်ဘောလုံးလက်ခံရတဲ့လူအနေနဲ့သူ့စီကဘောလုံးကို attacking ကိုပြောင်းရတာခဏကို ready position လောက်ရတာအရန်ကြီး smart ကြတယ်ဗျာတော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုညံ့ညောတဲ့ပေးပို့မှုတွေကိုလည်းပါတီလုပ်နိုင်တယ်နောက်ထပ်ဂိုးသွင်းနိုင်တာတွေဘာတွေကတော့ကျွန်တော်အထူးတလဲကြီးမပြောပါဘူးပါတီရဲ့ away kit တွေဒီကောင်းတယ်ထိတန်းအဆင့်မှာရှိတယ်သို့တော့ trade match ဖြစ်ရလောက်တော့ကောင်းနေတာမဟုတ်ဘူးပါတီရဲ့ trade match ကတော့ president ကိုခံနိုင်တာဘောလုံးကင်ရဲတာနဲ့တော်တော်လေးမတူကွဲပြားခြားနာတဲ့ဘောလုံးပေးပို့မှုတွေပဲဖြစ်တယ်ခံစစ်ကနေတိုက်စစ်ကိုပြန်ပြောင်းတဲ့အပိုင်းကပါတီစီမှာဘောလုံး2ချက်3ချက်လောက်ထိလိုက်ရုံနဲ့တင်အဆင်ပြေတဲ့အနေအထားမျိုးဖြစ်တယ်ကွင်းထဲမှာ impact တော်တော်လေးကိုပေးနိုင်တယ်ဒါကြောင့်မို့လို့ကျွန်တော်ကပါတီကိုဆက်ပြီးရှိစေချင်တယ်ဘောလုံးနဲ့ပတ်သက်တဲ့ performance ကိစ္စကိုပဲပြောတာပါတခြားပိုင်းတွေနဲ့တော့ဘာမှမဆိုင်ဘူးပေါ့လေကျွန်တော်ကတော့အဲ့ဒီတစ်ခုတည်းတွေးပြီးတော့ပါတီကိုရှိစေချင်တာနောက်တစ်ချက်ကတော့အသေးရောက်လာမဲ့ကစားသမားတွေချက်ချင်း performance မပြနိုင်သေးခင်မှာပါတီအနေနဲ့ပေါင်းကူလုပ်ပေးသွားဖို့လိုတယ်ဒီအချက်ကိုကျွန်တော်တော်တော်လေးအလေးထားပါတယ်အရင်ကတော့ဂျော်ကြီးကိုမှန်းခဲ့တာဗျာဒါပေမဲ့အဲ့ကိစ္စအသိပြီးတော့ဖြစ်မလာခဲ့ဘူးအာဆနယ်လည်းလူသစ်မခေါ်ခဲ့တယ်လို့မျိုးဂျော်ကြီးရဲ့ performance ကလည်းအားလုံးမြင်တဲ့အတိုင်းပဲဒီတိုင်းပဲပြီးသွားပြီဆိုတော့ဂျော်ကြီးနဲ့မဖြစ်မြောက်လိုက်တဲ့ရီမန်းချက်ကိုပါတီစီမှာဆက်ပြီးတော့မြင်ချင်တာပါနောက်ဆုံးတစ်ချက်ကတော့ကိုကြီးကိုရာနည်းနည်းဆန်ပါတယ်ပါတီကျွန်တော်တို့အသင်းကိုရောက်လာတော့ throw ကြတာပါ Champions League ကနေအနားယူသွားပြီးတော့ဘာလို့အဲ့လိုမျိုးပြောကြတာပေါ့နော်ကျွန်တော်တို့အသင်းကိုဘာမှမရှိတဲ့အချိန်မှာရောက်လာပြီးတဲ့ player တယောက်ကိုကျွန်တော်အသင်းမှာဆက်ပြီးတော့ရှိစေချင်တယ်အကယ်၍ retirement လုပ်ရမယ်ဆိုလို့ရှိရင်လည်း Arsenal လိုအသင်းမျိုးကနေပြီးတော့ဂုဏ်သိက္ခာရှိနဲ့ကျွန်တော်အနားယူသွားစေချင်တယ်ဒါပေမဲ့ပါတီက retirement အထိတော့ကျွန်တော်တို့စီမှာနေမှာမဟုတ်ပါဘူးတခြားနေရာကိုထပ်ပြီးရောက်အောင်ပါပဲဆိုတော့ပါတီကိုဆက်ပြီးရှိစေချင်တယ်ဆိုလို့ရှိရင်လည်း1 or 2 year ဒီ contract period လောက်ကိုပဲကျွန်တော်တို့မှန်းလို့ရမှာပါဒါပေမဲ့ပြန်ပြောရလို့ရှိရင်တော့ကျွန်တော်တို့နဲ့အတူတူရုံးခဲ့ရတဲ့ player တယောက်ကိုကျွန်တော်တို့နဲ့အတူတူအမြင့်ဆုံးအောင်မြင်မှုတွေရပြီးသွားတော့မှပြန်ထွက်သွားစေချင်တယ်လောလောဆယ်ကတော့ပြီးခဲ့တဲ့အပတ်လောက်တုန်းကထွက်ပြီးဆိုပြီးဖြစ်နေခဲ့တယ်အဲ့ဒီနောက်သတင်းက U-turn ပြန်꿰ပြီးတော့ discussion တွေတော့လုပ်နေပြီဆိုပြီးတော့အခိုင်အမာပြန်ထွက်လာတယ်ဘာတွေဆက်ဖြစ်မလဲဆိုတော့ကြည့်ရအောင်မယ်ကျွန်တော်အနေနဲ့ကတော့ပါတီအသင်းမှာဆက်ရှိခြင်းမရှိခြင်းဒီကောင်းတဲ့အချက်တွေရောအားနည်းချက်တွေရောအများကြီးရောနေတဲ့အနေအထားဖြစ်တယ်သို့တော့အဲ့ဒီအချက်တွေအားလုံးကိုပြန်လည်ချိန်ညှိပြီးတဲ့အချိန်မှာပရိသတ်တယောက်အနေနဲ့ကတော့ဒီ player အသင်းမှာဆက်ပြီးတော့ရှိစေခြင်းနဲ့ဒီလိုအဖြေပဲရိုးရိုးလေးထွက်ပါတယ်။ဘာကြောင့်လဲဆိုတော့ player ကကောင်းနေတာ哦သူပိုင်အသင်းကတော်တော်လေးမှိုက်သွားတာ哦နောက်တော့ကိုကြိုက်တဲ့ player လည်းဖြစ်နေတယ်ဆိုတော့အသင်းမှာဆက်ပြီးရှိစေခြင်းပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကိုယ့်ရဲ့အမြင်လေးတွေကိုလည်းမျှဝေသွားနိုင်ပါတယ်ခင်ဗျ။